여러분 안녕하세요. 디체가로 라이브 코리아 랑귀지 사나이의 파운더 디체 부ဖြစ်ပါတယ်2025မေလမှာကျင်းပမဲ့ topic ဆောင်ရွက်လဲနီးလာပြီဖြစ်တဲ့အတွက် writing 54မှာပါနိုင်တဲ့ရေးစမ်းမွန်းချက်တွေနဲ့ပတ်သက်ပြီးတော့ဒီချိန်ကဒီနေ့ပြပြတော့မှာဖြစ်ပါတယ်ရှင်။ Okay အဲ့ဆိုရင်ပထမအဆုံးအနေနဲ့ဒီချက်တို့ဘာတွေ54မှာစကီ54မှာဘာတွေပါနိုင်လဲဆိုတာကြည့်မယ်ပေါ့နော်။ဒီကိုရီးယားလောမှာခက်စားနေရတဲ့ပတ်သက်ပြီးတော့ဒီချက်က9ခုလောက်ကိုချိုးပြီးတော့ထုတ်ထားပေးပါတယ်။နံပါတ်1အနေနဲ့ကပါလဲဆိုတော့ SNS နဲ့ပတ်သက်ပြီးတော့ပေါ့နော်။အခုနောက်ပိုင်းမှာ social media တွေခက်စားလာတဲ့ပတ်သက်ပြီးတော့ SMSက인간관계에 미치는 영향에 대해 자신의 생각은 쓰시오. SNS가 ဒီလူသားတွေနဲ့ဆက်ဆက်မှုဒီလူမှုပတ်ဝန်းကျင်မှာပေါ့နော်တက်ရောက်မှုအကျိုးတက်ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံရေးခိုင်းတဲ့ခေါင်းစဉ်မျိုးနံပါတ်1အနေနဲ့လာနိုင်ပါတယ်။နောက်တစ်ခုက대중교통အများပြည်သူအသုံးပြုလို့ရတဲ့လမ်းပန်းဆက်သွယ်ရေးရဲ့장단점에 대해ဒီကောင်းတဲ့ချက်မကောင်းတဲ့ချက်တွေနဲ့ပတ်သက်ပြီးတော့농하고 개선할ဆိုတာကပြောမယ်ဆိုလို့ရှိရင်부족한 거ဒါမှမဟုတ်လို့ရှိရင်잘못된 거고ပြောပါဆိုတဲ့ဟာမျိုးပေါ့နော်အခုဒီအများဆုံးလမ်းပန်းဆက်သွယ်ရေးတွေနဲ့ပတ်သက်ပြီးတော့ပြောပြလို့ရမယ်နံပါတ်3ချက်က 온라인 수업의 장점과 단점에 대해 자신의 의견 온라인 အတန်းတွေနဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်ကိုကိုယ့်ရဲ့ထင်မြင်ချက်ကိုရေးမယ်နံပါတ်4ဒါလေးကနည်းနည်းလေးတော့အခုပို့ပြီးတော့ hot ဖြစ်တဲ့နေရာမှာပါတယ်ပေါ့နော်현대 사회에서ဒီလူမှုအဖွဲ့အစည်းတွေထဲမှာ견제ပြိုင်ဆိုင်မှုနဲ့ 역할에 대한ဒီလူအဖွဲ့အစည်းတွေမှာပြိုင်ဆိုင်မှုဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့မှ자신의 생각은မင်းရဲ့အတွေးကိုတော့ 설수하시오ဒီဝေဘောနော်ရေးကြရအောင်ဆိုတဲ့အတိတ်ပဲလေးနဲ့အတူတူပါပဲနောက်တစ်ခုကနံပါတ်5ဒါလေးလည်း hot ဖြစ်နေရတဲ့မှာပါပါတယ် YOLO ဆိုတဲ့ဟာပါလဲဆိုတာတော့အနောက်မှာတေချာရှင်းပြထားမှာဖြစ်တဲ့အတွက် YOLO 문화에 대해 자신의 생각은 설수하시오မင်းရဲ့အတွေးကိုရေးကြည့်ရအောင်တဲ့ okay ဆိုတော့နောက်တစ်ခုကျဲတူတူကြည့်လိုက်အောင်ဒီအဆင့်ကျတို့ပထမဆုံးနံပါတ်1မှာပေးထားတဲ့ SNS ကဒီအင်္ဂန်ကွန်ကလူသားတွေနဲ့ပတ်သက်ပြီးတော့ဘာတွေပြုလုပ်ပေးနိုင်လဲဆိုတဲ့ဟာကိုဒီချေတို့သွားကြည့်ကြမယ်ပေါ့အဲ့ခါမှာဘာလဲဆိုတော့ပထမဆုံးအနေနဲ့ 요구 하는 거တောင်းဆိုတဲ့အရာကဘာဖြစ်နိုင်လဲဆိုတော့ SNS ကဒီ social media SNS တွေအကုန်လုံးက인간관계에ဒီလူမှုအဖွဲ့အစည်းတွေမှာ미치는တက်ရောက်မှုရှိနေတဲ့ 근전적ကောင်းတဲ့ဟာရဲ့ 부전적 negative ဖြစ်တဲ့ 영향은ဒီအပိုင်းတွေကို 논의하고ဆွေးနွေးပြီးတော့မှ 자신의 의견은 제시해야 합니다. ပြောမယ်ဆိုရင်တော့ဒီ SMS တွေကဒီလူမှုအဖွဲ့အစည်းတွေပေါ်မှာကောင်းတဲ့ချက်အနေနဲ့ဘာတွေတက်ရောက်နေလဲမကောင်းတဲ့ချက်အနေနဲ့ရောဘာတွေတက်ရောက်နေလဲဆိုတဲ့ဟာကိုဒီချေတို့ကပြောပြလို့ရှိရင်ရပါပြီ။ဥပမာဆိုရင်구선 예시ဥပမာအနေနဲ့ဘာတွေထည့်ရေးလို့ရတဲ့ဟာကိုဒီချေတို့ပေးထားတယ်ဆော့လုံးနိဒမဆိုရင် SNS가 일상생활에서လူမှုအဖွဲ့အစည်းမှာ어떤 역할을 하는지 강당이 원급 ပြောမယ်ဆိုရင် SNS ကလူမှုအဖွဲ့အစည်းတွေမှာဘယ်လိုအပိုင်းကိုလှုပ်ဆောင်နေလဲဆိုတဲ့ဟာကိုရိုးရိုးရှင်းရှင်းအရင်စစားလို့ရမယ်။ Okay ကျတို့ဘုံလုံးဒီစာကိုမှာစာကို1နဲ့2ဆိုပြီးတစ်ချက်ကခွဲထားပေးပါတယ် positive set နဲ့ negative set ပါရေးလို့ရမလဲဆိုတော့ positive မှာဆိုရင်멀리 떨어진 사람과 쉽게 소통ပြောမယ်ဆိုရင်ဒီလို SMS တွေရှိတဲ့အတွက်ကြောင့်မလို့အဝေးမှာရှိတဲ့လူတွေနဲ့ဒီ share တို့ကလွယ်ကူဆက်သွယ်လို့ရတယ် network 확장ပြောမယ်ဆိုရင် network က 확장 ကျေပြန့်လာတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကစာအရေးချိန်ရေးလို့ရမယ်နောက်တစ်ခု 부정적인 영향 negative နဲ့ပတ်သက်တဲ့ sense မှာဆိုရင်တော့ဥပမာ피산적인 관계ဆိုတာက SMS တွေကိုတုံးတာများတဲ့အခါမှာ 피산적인 관계 ဖြစ်လာတယ် 피산적인 관계ဆိုတာဘာလဲဆိုတော့ပြောမယ်ဆိုချင်တို့အပေါ်ရန်လိုမျိုးဒီမှာ meaning လေးတစ်ချက်လုပ်ပေးထားတယ်တမန်ကရှန်ကလုပ်တဲ့ဟာမျိုးကိုပြောချင်တာပေါ့နော်နောက်တစ်ခုက대면 소통 감소ဆိုတာကအပြင်မှာတကယ် face to face တွေ့ပြီးတော့လုပ်တဲ့ communication တွေက 감소 တဖြည်းဖြည်းနဲ့ရောကြလာပါတယ်တဲ့နောက်တစ်ခု결론ကျတို့နေဒီပေါ့နော်ဒီကောင်မဆိုဘာထည့်လို့ရမလဲဆိုတော့ 자신의 입장 꼬꼬라의 니안에 SMS는 더 건강하게 사용하는 방법 제한 꼬꼬라의 니안에 SMS ကိုပို့ပြီးတော့ကောင်းကောင်းမွန်မွန်သုံးနိုင်ဖို့အတွက်နီလန်းတွေဘလို့နီလန်းတွေကိုကန့်သက်ပြီးတော့အသုံးပြုမလဲဆိုတဲ့ဟာမျိုးကိုစဉ်းစားပြီးတော့ရေးမယ်ဆိုလို့ရှိရင်တော့ဒီ SNS က 인간관계에 미치는 영향에 ပတ်သက်ပြီးတော့ကောင်းကောင်းရေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။အဲ့ဆိုဒီချေတို့နောက်ထပ်နံပါတ်2တစ်ခုကိုကြည့်လိုက်ရအောင်
대중교통의 장단점, 소소한 벼들로베 딜레마 사투리네 빠따데 장단점을 제로 얘기하나. 이 에센셜 쓰사지야. 대중교통에 빠따데 하리가 바리시멀레 보노 바리시멀레도 제로 쓰사라이데 가마 요구하는 거 아텔로야 암레스로 대중교통의 장점과 단점, 가운데 차는 가운데 차고 균형 있게 설명하고 띠띠짜짜하면 뼈뼈다단에 웹이 심피하비로마 구체적인 계산방은 제시해야 합니다. 가운데 차는 가운데 차고 제로 띠띠짜짜리 퀘메고 바리 텔로양에서 정선다인 니다마 도시 생활에서 묘별로 내아이의 내신이 잘못 보아마 대중교통의 딜레마 사도의 중요성 속에 이해지게 찾아고ဘလို့အနေနဲ့ပါဝင်နေလဲဆိုတဲ့ဟာကိုကျတော့ဆိုကြလုံးမယ်နံပါတ်1စာကိုရဲ့နံပါတ်1မှာပါထည့်လို့ရလဲဆိုတော့장점ကောင်းတဲ့ချက်ကပါရှိလဲဆိုတော့교통홍사文化ဆိုတာဘာလဲဆိုတော့혼잡ဆိုတာကတချို့ဒီရင်ကျော်ပိတ်ဆို့မှုရင်ကျော်ချက်သေးမှုတွေကိုပြောတာဝန်ဟွာဆိုတာကကြဆင်းသွားတယ်ကောင်းတဲ့ချက်အနေနဲ့ဒေဂျွန်ကျူထုံးကိုတုံးတဲ့အခါမှာကျတို့လမ်းမဆက်တွေပိတ်ဆို့မှုတွေကြဆင်းသွားမယ်နောက်တစ်ခုကဟွန်ဂယုံဘူဘူပြောမယ်ဆိုရင်တယောက်ကိုကားတစ်စီး300ကနေအများအလုံးပေါင်းပြီးတော့ကားတုံးလိုက်တဲ့အတွက်ကြောင့်မလို့ဒီဟွန်ဂယုံဘူဘူပတ်ဝန်းကျင်ကောက်ွယ်မှုဖြစ်တယ်နောက်တစ်ခုကဂျွန်လျောင်ဟန်ဘီယုံအတုံးစရိတ်ကိုခြွေတောင်းနိုင်မယ်โอเคစာကိုနံပါတ်1မှာကျတို့ဘာထည့်လို့ရလဲဆိုတော့장점မကောင်းတဲ့ချက်နဲ့ပတ်သက်ပြီးတော့혼잡한ပြောမယ်ဆိုရင်အကြက်တွေဖြစ်တယ်နောက်တစ်ခုက시간지연ဆိုတာကျတော့အချိန်နောက်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းထည့်လို့ရမယ်နောက်တစ်ခုက적극성 문제ဆိုတာဘာလဲဆိုတော့အများသုံးရင်တွေပေါ့အသုံးပြုတဲ့အခါမှာဒီချဲတို့သွားချင်တဲ့နေရာကိုတိုက်ရိုက်မရောက်ဘူးပြောမယ်ဆိုတော့နီးစပ်ရာခိတ်မှာဆင်းနေပြီးကိုယ့်ကိုလမ်းလျှောက်ရတာနဲ့ပတ်သက်ပြီးတော့문제ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုဒီချဲတို့ထည့်ရေးလို့ရမယ်နောက်ဆုံးအနေနဲ့ဤကုန်းမှာက자신의생각하는 고순사의 개선책ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဥပမာ배차 간격 단축ဒါမှမဟုတ်လို့ရှိရင်시설 현대화 등ပြောမယ်ဆိုရင်တော့ဒီကိုယ့်ရဲ့အတွေးတွေထဲမှာဘာထည့်ရေးလို့ရလဲဆိုတော့ဒီ lemon စတွေးတွေနဲ့ပတ်သက်ပြီးတော့ကောင်းမအောင်ဆိုရင်ဘယ်လိုလုပ်မလဲမကောင်းဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ဥပမာအနေနဲ့အခြေခံပြီးတော့ဇာလေးတွေကိုထည့်ရေးလို့ရပါမယ်အဲ့ဆိုကျွန်တော်နောက်ထပ် slide တစ်ခုကိုတွားကြည့်လိုက်ရအောင်နောက်တစ်ခုကကျတော့ပါလဲဆိုတော့ online swap နဲ့ပတ်သက်ပြီးတော့ဂျောင်းတန်းကျောင်းကတော့ပြောမယ်ဆိုရင်အရင်ပြောစရာမလိုဘူးအားလုံးကရင်းနှီးပြီးသားထဲမှာပါတယ်ပေါ့နော်ဒါဆိုရင်လည်းကိုထုံးစံတိုင်းပဲဂျောင်းတန်းကျောင်းကိုကရှင်းပြပြီးတော့ပြောမယ်နေ့တန်းမှာဆိုပါထည့်မလဲဆိုတော့ online swap ပြီး online အတန်းက박성화 된 배경ဖြစ်ပေါ်လာရတဲ့ဟာကိုပြောချင်တာဥပမာဆိုရင်ကိုရိုနာတွေဒါမှမဟုတ်လို့ဆိုရင်ဂီဆူဖက်သားတွေဖြစ်လာတဲ့နောက်ပိုင်းမှာဆိုရင် online swap တွေက normal ပေါ့နော်အများများပြလာတယ်နောက်တစ်ခုစာကိုမှာဆိုရင်တစ်နှစ်နှစ်နဲ့ခွဲထည့်မယ်ကျတို့장점မှာဆိုရင်ကျတို့ဘာဖြစ်နိုင်လဲဆိုတော့시간 절약 online ကနေတင်မှာပဲဖြစ်တဲ့အတွက်ကြောင့်အချိန်လေးသွားစရာမလိုဘူးပြောမယ်ဆိုရင်အချိန်ချွေတာသွားနိုင်တယ်장소에 구매받지 않은ပြောမယ်ဆိုနေရာတွေကိုတိုက်ရိုက်သွားစရာမလိုဘူးနေရာအတွက်တည်တံ့ရှာနေစရာမလိုတဲ့အကြောင်းတွေကိုထည့်ရေးလို့ရမယ်နောက်တစ်ခု당정အနေနဲ့ဘာထည့်လို့ရမလဲဆိုတော့ 집중력 저하အာယုံစူးစိုက်နိုင်ဆိုတာအောက်ကိုအရန်ဂျော်ဟာကကြာရတယ်ဆိုရင်ဟာစိုးထုံးဘူးချုပ်ပြောမယ်ဆိုရင်အပြင်အတန်းဒီလိုမျိုးတယောက်နဲ့တယောက် communication အလောက်မမိတဲ့ခါမှာ communication ဘူးချုပ်ဖြစ်လာမယ်နောက်တစ်ခုက key soon မွန်းချက်internet line ကောင်းတာမကောင်းတာနည်းပညာဆိုင်ရာစတဲ့အချက်တွေဖြစ်လာမယ်ပေါ့နော်ဒီကောင်မှဆိုရင်တော့ကျွန်တော်ဘာထည့်လဲဆိုတော့ဘုံကြီးရဲ့ exam ကိုယ့်ရဲ့ဒီနေရာနဲ့ပတ်သက်ပြီးတော့မှဘူဝမ်တမ်ဘောဘဝမဘောဆိုတာဘာလဲဆိုတော့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေဒါမှမဟုတ်လို့ရှိရင်အခုထပ်ပို့ပြီးတော့ကောင်းမွန်အောင်လုပ်လို့ရမယ့်နည်းလမ်းတွေကိုကိုယ့်အနေနဲ့ထည့်ရေးလို့ရမယ်ဥပမာဆိုရင်ဘာလဲဆိုတော့홍합 수업 방식 추천 저는 바이리고 now video မှာပြန်လည်ပြပြပေးတော့မှာမလို့ like and follow လေးလုပ်ထားပါအောင်လို့